ကုမ္ပဏီရှင်းနေဆိုတာဘယ်လိုရှင်းနေမျိုးလဲရှင်းနေဆိုတာတရားရုံးမှာပဲလှုပ်လှုပ်ရတာမဟုတ်ဘူးလားဒီလိုထင်ထားရင်တော့မှားသွားလိမ့်မယ်နော်ကုမ္ပဏီရှင်းနေဆိုတာတရားခွင်ထဲမှာပဲလိုက်ရတဲ့ရှင်းနေတွေနဲ့ပုံစံလုံးဝမတူပါဘူးကုမ္ပဏီရှင်းနေတွေရဲ့အခန်းကဏ္ဍတွေကဘာတွေလဲသူတို့ရဲ့အဓိကအလုပ်ကပြဿနာဖြစ်မှတရားရုံးသွားတာမဟုတ်ပါဘူးစာချုပ်စာတမ်းတွေကုမ္ပဏီဥပဒေအခွန်ဥပဒေအလုပ်ရှင်အလုပ်သမားဥပဒေတွေကိုကျွမ်းကျင်ထားဖို့လိုပါတယ်ရှင်းနေဆိုတာဥပဒေအတိုင်းစာအုပ်ကြီးတွေအတိုင်းကြည့်လို့မရပါဘူးကုမ္ပဏီရဲ့စီးပွားရေးပန်းနိုင်တဲ့အချုံးအမြတ်တွေကိုနားလည်ပြီးဥပဒေနဲ့အညီကူညီပေးနိုင်ရပါမယ်စီးပွားရေးလုပ်ငန်းတွေရဲ့ဥပဒေကြောင်းအရဆုံးရှုံးနိုင်စေတွေကိုကြိုတင်ကာကွယ်ပေးနိုင်ရပါမယ်ဒါရိုက်တာတွေရှယ်ယာခြင်းတွေရင်းနှီးမြှုပ်နှံတဲ့သူတွေနဲ့ထိရောက်ပြီးတော့ပြောဆိုနိုင်ရပါမယ်ဒီလိုအရေးရှင်းနေတဲ့အချိန်မှာကုမ္ပဏီရှင်းနေတယောက်ဖြစ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်ကုမ္ပဏီရှင်းနေတယောက်ဖြစ်ဖို့သင်ရောဘလို့အရေးရှင်းနေအစင်းသင့်ဖြစ်ပြီလဲ